အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဆုံးချင်းဟစ်ချက်နီးလေးကိုလာရောက်မျှဝေပေးတာပဲဖြစ်ပါတယ်အဝင်ပစ္စည်းလေးတွေကိုတော့အာလူးရဲ့ရုံးမရေတီရဲ့ခရမ်းတီရဲ့ဓာတ်နုံနီနဲ့မုံလာဥပြူတို့ကိုအတုံးပြုထားပါတယ်ကိုချမ်းနဲ့တဲ့ရအတိရများကိုလည်းအတုံးပြုနိုင်ပါတယ်ရှင်အတိရတွေကိုတစ်ခုချင်းစီရေးစင်မြောင်ဆေးပြီးပြီဆိုရင်တော့အခုနာပါမယ်အားလုံးရန်နေဖြစ်ပြီဆိုရင်တော့ဒီဆုံးချင်းရဲ့ OK မှာတော့မယ်ရှင်အချင်အတွက်ကိုတော့မက်လင်ကြောက်ကိုအတုံးပြထားပါတယ်မက်လင်ကြောက်ကိုရေစိမ်ထားတာဖြစ်ပါတယ်စီဦးတဲ့ကိုစက်တွန်ပြီးစက်တွန်နေထောင်းထားတာထည့်ပြီးတော့ဆနင်းမုံလေးနှဲငယ်ထည့်ပြီးရောမှွေပါမယ်နှဲငယ်နွားလာပြီဆိုရင်တော့အယောင်နဲ့မုံအနှဲငယ်ထည့်ပါမယ်အယောင်မကြိုက်လို့အယောင်နဲ့ကိုတော့ရှော့ထည့်ထားပါတယ်ပြီးရတဲ့စိမ်းသားနှစ်ပိလေးတိတိထည့်ပါမယ်စီတက်ထားလေးအနက်လေးမွေးလာပြီဆိုတော့မှခရမ်းညင်နေစိတ်ထားတာလေးထည့်ပါမယ်ခရမ်းညင်နေကိုတော့နှလုံးအတုံးပြုထားပါတယ်အတင်းပြန်ထားတဲ့တီးရွက်တွေကမှမုံလာဥပ္ပူနဲ့အာလူးတီးရဲ့ဓာတ်နှလုံးတီးရဲ့ကိုအရင်ဆုံးထည့်ပြီးတော့ရောမှွေလိုက်ပါမယ်ပြီးလေတဲ့အတီးရက်တွေကိုနောက်ဆုံးမှထည့်မှဖြစ်ပါတယ်အားလုံးကိုနှက်ဆောင်ဝယ်ပြီးဆိုရင်တော့မက်နဲ့စိန်ထားတဲ့အရင်နဲ့မက်လင်ချောင်းကလေးတွေကိုထည့်လိုက်ပါမယ်အားလုံးနှက်ဆောင်အောင်ရောမွေပေးပါမယ်ခဏလုံးပြီးရတဲ့ခရမ်းနီးတွေကိုလည်းထည့်လိုက်ပါမယ်ဒီရနဲ့ရေထည့်ပြီးတော့အဖုံးအောင်တယ်မှာဖြစ်ပါတယ်ပုကွက်ဆူလာနဲ့ကြက်သားမုံအနေငယ်ထည့်ပါမယ်ဆောင်းထည့်ပါမယ်ဟင်းကြိုမုံထည့်ပါမယ်အားလုံးကိုနှက်ဆက်အောင်ထပ်ပြီးတော့မွေးပေးလိုက်ပါမယ်ခုနကကြံနေတဲ့မုံလာဥပြူအရွယ်လေးရထည့်ပါမယ်ရုံးမရေဒီနဲ့ထည့်လိုက်ပါမယ်အလုံးနောက်ဆက်အောင်ရုံးမွေပြီးပြီဆိုရင်တော့ခဏထားလိုက်ပါမယ်ပြီးတာနဲ့အိမ်မှာအတင်းရှိနေတဲ့နားအမိပိုင်းလေးတွေကိုလည်းစားဟင်းဒီမုံနွဲ့မောင်နေပြီးတော့ချင်ရည်ဦးလေးကိုထည့်ပေးလိုက်ပါမယ်တကယ်လို့ငါးမထည့်ဘူးဆိုရင်တော့အချင်းရင်ဦးတဲ့ကိုပစွန်ညအမုံလေးတည်ထည့်နိုင်ပါတယ်ဒါဆိုရင်တော့ပူအရသာရှိသေးပါတယ်မိုးချကနေမှတော့နနမင်းလေးတွေကိုအပေါ်ကနေအုပ်ပြီးတော့ခတ်လိုက်ပါမယ်နနမင်းနဲ့မမွေးလေးနဲ့ပြီးဆုံးချင်းဟင်းရရှိပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်